သူမနဲ့အတူဆေးရုံတက်နေတဲ့ဆင်းရဲတဲ့မိန်းကလေးကဘာစကားတစ်ခုမှနှုတ်မဆက်ပဲဆေးရုံကဆင်းသွားလို့ဆိုတဲ့အကြောင်းဖြတ်ချက်နဲ့တင်ဒီတထေးသမီးချုံဟီတယောက်အကြီးကျယ်ဒေါသပေါက်ကွဲနေပါတယ်ဒေါသထွက်လုံးလို့လက်ကင်အိတ်နဲ့လှမ်းပေါက်ဖို့အလုံးမှာတခုခုကိုတတိယသွားပြီးရုတ်တရက်ရပ်လိုက်ပါတယ်ပြီးတော့အိတ်ကိုဆေးဖြုံးစီပစ်ပေးလိုက်ပြီးသူမနောက်ကိုလိုက်ခဲ့ဖို့အမိန်ပေးလိုက်ပါတော့တယ်သူတို့နှစ်ယောက်ဈေးဝယ်စင်တာတစ်ခုကိုရောက်လာကြပါတယ်ချုံဟီကဆေးဖြုံးကိုငါနဲ့လိုက်ဖက်မဲ့ဝစ်စုံတစ်ခုကိုမင်းသာစိတ်တိုင်းကြရွေးပေးနိုင်ရင်အားလုံးကိုငါခွင့်လွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒါဟာဆေးဖြုံးအတွက်တော့လက်ဖြောက်တစ်ချက်တီးရတဲ့လောက်လွယ်ကူတဲ့ကိစ္စပါပထမဆုံးဆွေးကြိုးကိုရွေးပါတယ်ချုံဟီကသူမမှာခဏခဏအသက်ရှူချက်တက်တဲ့ဝေဒနာရှိတယ်လို့အရင်ကပြောဘူးတာကြောင့်ဆေးဖြုံးကလေပင်မှာဝန်မပိစီမဲ့အလွန်ပေါ့ပါတဲ့ဆွေးကြိုးလေးကိုရွေးပေးပါတယ်နောက်တစ်ခုကလက်ကင်အိတ်ပါချုံဟီအရင်ကဝစ်စင်လေးရှိတဲ့စတိုင်လေးကိုတေချာလိလာထားပြီးအလိုက်ဖက်ဆုံးအိတ်ကိုထပ်ရွေးပေးပါတယ်ဒါအပြင်ချုံဟီကသူမရဲ့ဝစ်စုံတိုင်းမှာခရမ်းရောင်လေးတွေကိုအမြဲအစွန်းအထွက်ထည့်သုံးတတ်တာကိုတတိထားမိတာကြောင့်ခရမ်းရောင်တောက်ဖက်နဲ့တစုံကိုပါထည့်သွင်းပေးလိုက်ပါတယ်ဒီဝစ်စုံအစုံလိုက်ကိုချုံဟီကအလွန်အမင်းသဘောကျသွားပြီးသူတို့နှစ်ယောက်ချားကတင်းမာမှုတွေလည်းပြေလျော်သွားပါတယ်အဲ့ဒီနောက်ချုံဟီကစီးဟောင်းကိုအဲ့ဒီနေ့ကဘာကြောင့်ရုတ်တရက်ကြီးစီးရုံကဆင်းသွားတာလေလို့မေးမြန်းပါတယ်စီးဟောင်းကသူမအမိရဲ့လက်ချက်ဆိုတာကိုထည့်မပြောတော့ပဲအိမ်မှာအရေးကြီးကိစ္စရှိလို့ပါလို့ပဲ EECC ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာချုံဟီကမိကကိုအယူမလို့ထင်နေတာလားလူမီခွန်းထုတ်တဲ့အခါမှာတော့စီးဟောင်းကကျမကတော့ရှင်ဟာပစ္စည်းတစ်ခုရဲ့အည်သွေးအပေါ်စံနှုန်းအလိုမြင်မာတဲ့ဖောက်တဲ့တယောက်လိုပဲမိပါတယ်လို့လိမ္မာပါနဲ့စွာဖြီးပြီးလိုက်ပါတယ်စီးဟောင်းရဲ့စကားတွေကချုံဟီရဲ့စိတ်ကိုနှွေးသွားစီပြီးသူမကိုနားလေပြီးမိသူတယောက်နဲ့တွေ့ပြီးလို့ခံစားလိုက်ရပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာလေချုံဟီကစီးဟောင်းကိုမနှက်ဖြန်လေးအတူတူစည်းဝယ်ထွက်ဖို့ထပ်မံချင်းဆူလိုက်ပါတယ်အိမ်အပြန်လမ်းမှာတော့စီးဟောင်းစီဖုံးတကောလာပါတယ်ဆိုင်မန်နေဂျာကချုံဟီတယောက်ဆိုင်မှာငွေတန်းပေါင်းများစွာကိုဝေယူသွားတယ်လို့ဝမ်းသာအားရလှမ်းပြောပါတယ်ဒါဟာစီးဟောင်းကိုဆိုင်ကိစ္စအတွက်ထပ်ပြီးစိတ်မပူစီချင်တဲ့ချုံဟီရဲ့လောက်ရဖြစ်ချောင်းထားတဲ့ကာလီကရှင်းပြလိုက်ပါတယ်ချုံဟီတယောက်ဟီချူကနေမှဒီနေ့ဈေးဝယ်ခေးရတာတွေကိုအလွန်အမင်းချနေပြီးစဉ်းစားနေတဲ့အချိန်မှာပဲသူမမသိလိုက်ပဲနောက်ဝင်ကချမ်းစီမှုကြီးတစ်ခုကအနာကိုချင်းကပ်လာနေပါပြီနောက်တနေ့မှာတော့ချုံဟီရဲ့ခင်မုံဖြစ်သူကဝန်တန်းရှိရာတန်မှုရှိတဲ့နာဂတ်တစုံကိုလက်ဆောင်ပြီးတယ်ဒါပေမဲ့ချုံဟီကအဲ့ဒါကိုမြင်တာနဲ့ဒေါသချောင်ချောင်ထွက်ပြီးခင်မုံဖြစ်သူမှန်ကွာမှနောက်မီးရှိနေတယ်လို့ချက်ချင်းရိပ်မိသွားပါတယ်ဒီလောက်လှပတဲ့နာဂတ်ကိုတခြားမင်းကလေးတယောက်ကရွေးပြီးတာပဲဖြစ်ရမယ်မင်းရဲ့အချိုက်ကိုငါအလိုပေါ်ရနေပြီဒေါသားကြီးပြောလိုက်ပါတယ်ဒါပေမဲ့မှန်ခွာကတော့တင်းငိမ့်စွာနေပဲငါသားတခေဖောက်ပြန်မယ်ဆိုရင်မင်းဖာအထာမှရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ပြောတော့ပြန်လိုက်ပါတယ်ပြီးတော့ချုံဟီကိုစိတ်အခြေအနေကောင်းနေကြုံစီးမှန်တော့ဖို့ခဏခဏပြောပြီးထွက်သွားပါတယ်တကယ်လို့မှန်ခွာဟာအစပိုင်းကဘာမှမရှိတဲ့ဝန်ထမ်းတယောက်သာဖြစ်ပြီးမယ်ဥက္ကဋ္ဌကြီးရဲ့မိသားနဲ့လက်ထပ်ပြီးနောက်ဒူဥက္ကဋ္ဌကြီးဖြစ်လာသူပါဒါပေမဲ့သူ့ရဲ့လိုဖာကဒီမှာပဲမရက်တော့ပါဘူးသူဟာကုမ္ပဏီတစ်ခုလုံးကိုသူ့လက်ထိအပြည့်အပိုင်ထိချင်နေတာပါဒေါက်တာကင်းဆိုတဲ့အမျိုးသမီးဟာချုံဟီရဲ့စိတ်ဝေဒနာကိုကုသပေးနေတဲ့ကိုယ်ပိုင်ဆရာဝန်ပါပါသူမကချုံဟီကိုစစ်ဆေးပြီးနောက်ကုသမှုကိုထိရောက်ဖို့အတွက်ဒီနေ့ကစပြီးစေးပမာဏကိုတိုးတောက်ကြမယ်လို့ညွှန်ပြလိုက်ပါတယ်ချုံဟီလုံးဝမသိလိုက်တာကတော့မှန်ခွာနေဖောက်ပြန်နေသူဟာဒီဆရာဝန်မှာကိုယ်တိုင်ဖြစ်နေပြီးသူမပေးတဲ့စီးတွေကပမာဏများလာရင်ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်တာပဲဖြစ်ပါတယ်မှန်ခွာကချုံဟီဆိုင်မှာတောင်းချမ်းကြီးတဲ့ကိစ္စကိုပုံကြီးချိတ်ပြီးတိုင်ပေါ်ပါတယ်ပြီးတော့သူမကိုဟာဝိုင်မှာစီးကူပို့လိုက်တင်လာပြီးလို့အချမ်းပြပါတယ်ဒါဟာချုံဟီကိုကိုရီးယားကနေဖိထုတ်ပြီးအမွေအားလုံးကိုလက်ဝါးကြီးအုပ်ဖို့မှန်ခွာရဲ့နောက်ဆုံးပန်းတိုင်းပါဖျားအားလုံးဟာသူတို့စီစဉ်ထားတဲ့အတိုင်းချောင်းချောင်းမွေ့ဖြစ်လာပါတယ်ဒါပေမဲ့မှန်ခွာတယောက်လုံးဝမမျှော်လင့်ထားတဲ့အချက်ကတော့စီးဟောင်းနေတွေ့ပြီးနောက်ပိုင်းချုံဟီရဲ့စိတ်အခြေအနေကတိထားတာရှိကောင်းမွန်လာပြီးစီးတောက်တာကိုပါရက်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဆရာဝန်မှာကတော့စီးကိုအချင်းအကြာကြီးတောက်လာတာဖြစ်လို့ရုတ်တရက်ရက်လိုက်ရင်ခန့်တာကိုမှမူမမှန်နဲ့တုံ့ပြန်မှုတွေအချာကြီးတိထားတာရှိဖြစ်လာပါလိမ့်မယ်လို့အချမ်းပြတ်ကစွာပြောလိုက်ပါတော့လေ